သူတို့နှစ်ယောက်ကကျမရှိမှရပ်ပြီးကြောချမ်းစရာကောင်းတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေကြတယ်ကျမနာမည်ကိုင်းလီပါအသက်16နှစ်အရွယ်မှာကြုံခဲ့ရတဲ့ဒီဖြစ်ရဆိုးကြီးကိုအခုထိမေ့လို့မရနိုင်သေးပါဘူးကျမမှာအယ်ဂျာနဲ့အေဂျီလို့ခေါ်တဲ့အမဲတန်းနှိမ့်ဆက်အနိုင်ကျင့်တတ်တဲ့လူမိုင်းနှစ်ယောက်ရှိပါတယ်သူတို့အကြောင်းကိုအမေကိုပြောပြချင်ပေမဲ့အမေကလည်းနားလည်ပေးမဲ့အစားကျမကိုပဲစူပူကျင်းမောင်းမှာကိုကြောက်နေခဲ့ရတာပါကြောင်းသွားဖို့လမ်းလျှောက်ရတာကိုကျမအလွန်မုန်းပါတယ်ဘာလို့လဲဆိုတော့လမ်းလျှောက်ရတာပင်ပန်းလို့မဟုတ်ပဲကြောင်းသွားရလိုင်းကတရားပြီးမှအဲ့ဒီလူမိုင်းနှစ်ယောက်ကအမြဲဆောင်ပြီးအနိုင်ကျင့်တယ်လို့ပါသူတို့ကကျမစီကပိုက်ဆံတွေကိုအတင်းလူယူလေးရှိပြီးတယောက်ယောက်ကိုသွားတိုင်ရင်တော့အသက်မချမ်းသာစေရဘူးလို့ချင်းချောက်တကြပါတယ်။ဒီရက်မှာတော့ထုံးစံတိုင်းသူတို့ကျမစီကပိုက်ဆံတွေကိုလူယူပြီးချင်းချောက်ကထွက်သွားဖို့ပြင်ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ကျမလည်းတဲမခံနိုင်တော့ပဲသူတို့နောက်ကျကိုလမ်းអော်လိုက်မိလေ။တော်ပြီဒါတွေကိုဆရာတွေကိုအကုန်သွားတိုင်တော့မယ်လို့ပေါ့။အဲ့ဒီစကားကြောင့်တော်သားထွက်သွားတဲ့အေဂျီကကျမကိုကန်ချလိုက်ပြီးကျမလည်းသတိလေးသွားခဲ့ပါတယ်။ကျမပြန်နိုးလာတဲ့အချိန်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးမောင်းအတီးကျနေပါပြီ။ကျမတရားပေါ်မှာတနေကုန်လဲနေခဲ့တာပါ။အနိုင်ချင်းအတူတွေကိုလည်းဘယ်မှမတွေ့တော့တာနဲ့အင်ကိုပဲအသာလေးပြန်လာခဲ့လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ပိတ်ရက်ချင်းနေတာကြောင့်ကျောင်းသွားစီအောင်မလိုတော့ပဲအဲ့ဒီလူမိုင်းနှစ်ယောက်နဲ့မတွေ့ရတော့ဘူးဆိုပြီးစိတ်သက်သာရနေတော့တကားခောက်ဆန်တစ်ခုကြားလိုက်ရပါတယ်။တကားဖွင့်ကြည့်လိုက်တော့ကျမကိုအမြဲနှိပ်စက်တဲ့အေဂျီနဲ့အေဂျာတို့ဖြစ်နေလာပါဒါပေမဲ့သူတို့စီကအနိုင်ကတော်တော်လေးကိုနန်းစော်နေပါတယ်အေဂျီကအေးဆက်ဆက်အတန်ကြီးနဲ့ငါတို့နဲ့လိုက်ခဲ့မှုကျွေးမယ်လို့ပြောပါတယ်ကျမလည်းပိုက်စာနေတာနဲ့သူတို့နောက်ကိုလိုက်သွားမိပါတယ်သူတို့ကကျမကိုစားတော့ဆိုင်ခေါ်သွားမယ်ထင်ခဲ့ပြီးမြဲတကယ်တမ်းပြန်ရောက်သွားတာကတော့မနီးကတရားပေါ်ကိုပါသူတို့နှစ်ယောက်ကကျမရှိမှရပ်ပြီးကြောချမ်းစရာကောင်းတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေကြတယ်သူတို့စီကထွက်တဲ့အနံကလူသေးပုံနှံကြည့်လိုမျိုးရနေတာမို့ကျမအန်ချင်းစိတ်ကိုအောင်းထားရင်တရားဘေးကိုသွားကြည့်လိုက်မိပါတယ်တရားအောက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာတော့ကျမမြင်လိုက်ရတာကအေဂျီနဲ့အဲဂျာတို့နဲ့ရုပ်အလောင်းတွေပါသူတို့နှစ်ယောက်လုံးတရားပေါ်ကပြုတ်ကြပြီးလဲပင်တွေကျိုးနေကြပြီးအဲ့ဒီအချိန်မှာတည်းမနေ့ကမှတ်ညံတွေအကုန်လုံးပြန်ပေါ်လာပါတော့တယ်တကယ်တော့မနေ့ကသူတို့ကျမကိုချင်းချောင်းနေတော့မှကျမကသူတို့နှစ်ယောက်လုံးကိုတရားပေါ်ကနေတွန်းချလိုက်တာပါသူတို့ပြုတ်ကျသွားတဲ့အချိန်အေဂျီရဲ့ခြေထောက်ကကျမကိုထိမိသွားလို့ကျမလည်းလဲကျပြီးခေါင်းနဲ့ကြောက်ခဲနဲ့ဆုံးမိကသတိလေးသွားခဲ့တာပါအမှန်တရားကိုတီးသွားတဲ့အချိန်မှာကျမနောက်ကိုပြန်လှည့်ကြည့်လိုက်တော့အဲ့ဒီလူတီဝိညာဉ်နှစ်ယောက်ကကျမစီကိုတဖြည်းဖြည်းတိုးကပ်လာပါတယ်ပြီးတော့သူတို့ရဲ့လေပင်တွေကိုကိုယ့်ဘာသာကြွက်ခနဲနေအောင်ချိုးပစ်လိုက်ပြီးကျမစီကိုပြေးဝင်လာကြပါတော့တယ်ခဏနေတော့သူတို့ပျောက်ကွယ်သွားပြီးအနံ့ဆိုးကြီးလည်းလွန်းဖားသွားခဲ့ပါတယ်ဒါပေမဲ့တရားအောက်ကသူတို့ရဲ့ရုပ်အလောင်းတွေစီကအပုံနှံကတော့ဂိုင်လီရဲ့ဘဝထဲမှာအမြဲတမ်းဆွဲကြံနေပါတော့တယ်